အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်အတွဲလေးကတော့အဲကွန်3လုံးလောက်ကိုလည်းတစ်ပြိုင်နဲ့သုံးလို့ရမယ်နောက်ပြီးရေမော်တာတွေတင်တာထမင်းချက်တာတွေနောက်ပြီးလုပ်ငန်းသုံးအတွက်ဆိုအချုပ်မော်တာတွေအလုံး20လောက်သုံးမယ်ဆိုရင်လည်းဒါသုံးလို့ရတယ်ပေါ့နော်အင်ဗာတာအတွဲလေးနဲ့မိတ်ဆက်ပေးပါမယ်ဒီအင်ဗာတာအတွဲလေးကတက်ဆင်ကအပီစီကိုမှကျွန်တော်390ဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ဒီအင်ဗာတာလေးကတော့ခါဘီကီ10.2 kW အင်ဗာတာလေးဖြစ်ပါတယ်ဆိုလာတက်ဆင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆိုလာပေါက်2ပေါက်ပါတယ်ပေါ့နော်9400တစ်ပေါက်ကို9400ဝက်2ပေါက်ဆိုတော့ကျွန်တော်ကဆိုလာ18ချက်အချက်20လောက်ထိသုံးလို့ရမယ်ပေါ့နော်အောက်ပို့မှာဆိုလို့ရှိရင်လည်း2ပေါက်ပါမယ်တစ်ပေါက်ကကြာကျွန်တော်တို့1200ဝက်အပြည့်ဆွဲလို့ရမယ်တစ်ပေါက်ကတော့စက္ကန့်လောက်မှာတော့သူကတော့3400ဝက်ထိဆွဲခံနိုင်မှာပဲဖြစ်ပါတယ်ဒီခါဘီကီအင်ဗာတာလေးရဲ့အာမခံကတော့ကျွန်တော်တစ်နှစ်ပါเนาะဒါအခုဆိုလို့ရှိရင်လည်း solar import 2 swing ပေါက်လေးတွေကိုပြပေးထားတာဖြစ်ပါတယ် AC import တစ်ပေါက်ပါမယ်နောက်ပြီးတော့ AC output 2ပေါက်ပါမယ်ပေါ့เนาะဒီအင်ဗာတာလေးမှာဆိုလို့ရှိရင်ဒီတွဲလေးရဲ့ဆက်သီးတန့်ဈေးဆိုလို့ရှိရင်ကျွန်တော်က89သိန်းအတိနဲ့ရရှိမှာဖြစ်ပါတယ်တကယ်လို့ဆိုလာတက်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်လဲဆိုလာနဲ့တွဲရက်ပါကျွန်တော်တို့ PC တက်ဆင်ပေးပါတယ်เนาะဘက်ထရီရဲ့အာမခံကတော့9နှစ်ပါ